အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့900စုအသင်းတော်တမိုင်းကိုအတူချုံလေ့လာကြပါစို့ AD 400နဲ့ AD 900ကြားကာလ900စုကခရစ်ယာန်အသင်းတော်တမိုင်းမှာတွင်တင်ချက်ပိုင်းဆိုင်ရာအငင်းပွားမှုများဩဇာတိတ်ကမကြီးမားသည့်ဘာသာရေးပညာရှင်များထွက်ပေါ်လာခြင်းနှင့်အနောက်ရောမအင်ပါရာပြိုလဲချိန်မှာအသင်းတော်ကလူမှုရေးနဲ့နိုင်ငံရေးအရာအခမ်းကဏ္ဍအသင်းမှာပါဝင်လာခဲ့တဲ့အရေးကြီးတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒီကာလအတွင်းမှာအသင်းတော်တမိုင်းမှာထင်ရှားခဲ့တဲ့အဓိကဖြစ်ရပ်တွေနဲ့အခြေအနေတွေကိုလေ့လာကြပါစို့။နံပါတ်1အနေနဲ့အသင်းတော်ညီလာခံကြီးနှစ်ခုအကြောင်းကိုလေ့လာကြရအောင်။ပထမတစ်ခုအနေနဲ့အိဖတ်ညီလာခံ AD 432ခုနှစ်မှာကျင်းပတဲ့အိဖတ်ညီလာခံအကြောင်းဖြစ်ပါတယ်။ AD 432ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့အိဖတ်ညီလာခံကခရစ်ယာန်အသင်းတော်တမိုင်းမှာအလွန်အရေးပါပြီးတော့အငင်းပွားဖွယ်ရာအများဆုံးဖြစ်တဲ့တတိယမြောက်တကမ္ဘာလုံးဆိုင်ရာအထွေထွေညီလာခံကြီးတစ်ခုဖြစ်ပါတယ်။ခရစ်တော်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်တဘာဝတို့အပေါ်အခြေခံပြီးခေါင်းဆောင်များအကြားအယူဝါဒကွဲပြားမှုများကြီးထွားလာခြင်းကြောင့်အိဖတ်မြို့မှာညီလာခံကျင်းပဖို့အတွက်ယောမအေဂရစ်သီယိုဒိုရှီယက်2ကဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။အဓိကတိုက်ဆိုင်စစ်ဆေးရမယ့်အချက်မှာခရစ်တော်၏လူစားတိခံယူခြင်းဖြစ်ပြီးမာရိသည်ဖျားသခင်၏မေတော်လို့ခေါ်ဆိုထိုက်ခြင်းရှိမရှိဆိုသည့်အငင်းပွားမှုကိုအဆုံးအဖြတ်ပေးဖို့အတွက်ဖြစ်ပါတယ်။ဒီညီလာခံမှာအဓိကပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့တွင်တင်ချက်များကိုတိုက်ဆိုင်စစ်ဆေးခဲ့ကြပါတယ်။ပထမတစ်ယောက်ကတော့ Nestori ဝါဒ Nestorianism Constantinople ဂိုင်းချုပ် Nestorian ရဲ့ဝါဒဖြစ်ပါတယ်။သူကခရစ်တော်မှာဖျားသခင်ရဲ့တဘာဝနဲ့လူသားရဲ့တဘာဝဆိုပြီးတဘာဝနှစ်ပါးကိုတီးခြားစီရှိနေတယ်။သူတို့ကပုဂ္ဂိုလ်ရေးအရာတီးခြားကွဲပြားနေတယ်လို့ယူဆခဲ့ပါတယ်။ဒါကြောင့်မာရိသည်ဖျားသခင်၏မိခင်မဟုတ်ပဲလူသားခရစ်တော်၏မိခင်သာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ Alexandra မှာဆိုင်ရရဲ့တုံ့ပြန်မှုဆိုင်ရက Nestori ရဲ့အယူဝါဒကခရစ်တော်ရဲ့ဖျားသခင်နဲ့လူသားဖြစ်မှုနှစ်ရက်စလုံးကိုပုဂ္ဂိုလ်တစ်ပါးတဲ့အဖြစ်မခံယူပဲခွဲခြားဖြစ်လိုက်တယ်လို့ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ Theotokos လို့ခေါ်တဲ့ဖျားဤမေတော်ဘွဲ့အနှင်းချင်းဆိုတဲ့အမည်နာမကို Origin ခေတ်ကစတင်ပြီးတော့ယေဘုယအဖြစ်သုံးနှုန်းခေါ်ဆိုကြတာဖြစ်ပါတယ်။ဒီအသုံးနှုန်းကမေတော်ကိုအခွင့်ထူးအနှင်းချင်းဆိုတာထက်သားတော်ရဲ့ဖျားဖြစ်ခြင်းကိုအလေးအနက်ပြုစေခြင်းတဲ့အတွက်သုံးနှုန်းခဲ့ခြင်းဖြစ်တဲ့အတွက် Alexandria မြို့မှာရှိတဲ့ယုံကြည်သူများက Nestoria ရဲ့ပြိုင်ဆိုင်ခြင်းအဓိပ္ပာယ်တက်ရောက်မှုကိုချစ်ချင်းနားလည်ကြပါတယ်။ဒီညီလာခံရဲ့ဆုံးဖြတ်ချက်နဲ့အကျိုးဆက်တွေကိုစက်ကြည့်အောင်။တိကျတဲ့ဆုံးဖြတ်ချက်ဆိုင်ရနဲ့သူ့ကိုထောက်ခံသူများကNestori မရောက်လာမီကပင်အစောပိုင်းစတင်ကျင်းပပြီးမာရိသည်ဖျားသခင်၏မိခင်ဖြစ်ကြောင်းတရားဝင်အတည်ပြုခဲ့ပါတယ်။ Nestori ရဲ့အယူဝါဒကိုမှားယွင်းတဲ့တွင်တင်ချက်အဖြစ်ကြေညာက Nestori ကိုယာတုမှဖယ်ရှားခဲ့ပါတယ်။အသင်းတော်ကွဲကွာမှု Nestori ကိုထောက်ခံသူအန်တီယိုပတ်မှဆရာများနဲ့ဂိုင်းချုပ်များကနောက်ကျမှရောက်ရှိလာကြပြီးတော့ဆိုင်ရရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ကန့်ကွက်ခဲ့ကြပါတယ်။ဒီပရိပက္ခကြောင့်အရှေ့ပိုင်းအသင်းတော်များကြားမှာအယူဝါဒပိုင်းဆိုင်ရာကွဲလွဲမှုတွေကပုံမူပြီးတော့နှက်ဆိုင်လာခဲ့ကြပါတယ်။အိဖတ်ညီလာခံကခရစ်တော်သည်ဖျားစစ်လူစစ်ဖြစ်ပြီးပုဂ္ဂိုလ်တစ်ပါးတဲ့အဖြစ်လုံးဝခွဲခြား၍မရစုစည်းနေသည်ဆိုတဲ့အချက်ကိုအသင်းတော်သမိုင်းမှာခိုင်မာစွာချမှတ်ပေးခဲ့တဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်။ဒုတိယအနေနဲ့ခဲစီဒုံအသင်းတော်သမိုင်းဝင်ဓမ္မသဘင် AD 452ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ခဲစီဒုံညီလာခံကခရစ်ယာန်အသင်းတော်သမိုင်းမှာအရေးအပါဆုံးနဲ့အကြီးဆုံးသောအထွေထွေညီလာခံကြီးတွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ AD 431မှာပြုလုပ်ခဲ့တဲ့အိဖတ်ညီလာခံပြီးတဲ့နောက်ပိုင်းအနှစ်20မှာခရစ်တော်ရဲ့တဘာဝနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေကညီမသွားဘဲနဲ့ပုံမဆိုးဝါးလာခဲ့ပါတယ်။အထူးသဖြင့် Alexandria မြို့ကအယူဝါဒပိုင်းဆိုင်ရာအစွန်းရောက်မှုတစ်ခုဖြစ်တဲ့ Eutyches ဆိုတဲ့သူရဲ့
တုံတင်ချက်တွေကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ယူတက်ခီဝါဒခရစ်တော်ရဲ့လူတဘာဝနဲ့ဖျားသခင်ရဲ့တဘာဝတို့ကပေါင်းဆက်သွားရာကနေပြီးတော့လူတဘာဝကဖျားသခင်ရဲ့တဘာဝထဲကိုယောနိုးပြောက်ကွယ်သွားပြီးတော့နောက်ဆုံးမှာတဘာဝတဘာတည်းကသာကြန့်ရှိတော့တယ်လို့သူကယူဆပါတယ်။ဒီအယူဝါဒကခရစ်တော်ကလူသားစစ်စစ်လဲဟုတ်တယ်ဆိုတဲ့အချက်ကိုထိခိုက်စေတဲ့အတွက်အသင်းတော်အထဲမှာကြီးမားတဲ့မတည်ငြိမ်မှုတွေကိုဖြစ်စေခဲ့ပါတယ်။ယောမအေဂရစ်မာစီယမ်ရဲ့ဖိတ်ကြားချက်အရခဲစီဒိုမျိုးယနေ့ခေတ်တူရကီနိုင်ငံဘက်ဒနီးယားမြို့အနီးမှာဆွေးနွေးပွဲကျင်းပခဲ့ပြီးတော့ခရစ်တော်ရဲ့တဘာဝနဲ့ပတ်သက်ပြီးအရန်ထင်ရှားတိကျတဲ့ခဲစီဒိုဖော်မြူလာကိုအတည်ပြုခဲ့ကြပါတယ်။ဒီအတည်ပြုချက်ကတော့တဘာဝနှစ်ပါးခရစ်တော်သည်ဖျားသခင်စစ်စစ်လည်းဖြစ်တဲ့ကဲ့သို့လူသားစစ်စစ်လည်းဖြစ်သည်မယောနောခြင်းနဲ့မကွဲကွာခြင်းထိုတဘာဝနှစ်ပါးဖျားသခင်ဖြစ်ခြင်းနဲ့လူသားဖြစ်ခြင်းဟာယောနောခြင်းမရှိအပြောင်းအလဲမရှိကွဲကွာခြင်းမရှိခွဲခြား၍မရစတဲ့လက္ခဏာတွေနဲ့ပုဂ္ဂိုလ်တစ်ပါးတည်းရဲ့အတွင်းထဲမှာအပြည့်အဝစုစည်းနေထိုင်သည်အဓိကအယူဝါဒခိုင်မာသွားခြင်းဒီညီလာခံရဲ့ဆုံးဖြတ်ချက်ကနက်စတိုရီဝါဒနဲ့ယူတခီဝါဒတဘာဝတဘာတဲ့ဝါဒနှစ်ရက်စလုံးကိုတရားဝင်ခြေပနိုင်ခဲ့ပြီးသုံးပါးတစုဖျားနဲ့ခရစ်တော်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအခြေခံ doctrine ကိုခိုင်မာစေခဲ့ပါတယ်။နောက်ဆက်တွဲဖြစ်စဉ်တွေကတော့အသင်းတော်ကွဲကွာမှုဒါပေမဲ့ဒီညီလာခံရဲ့ဆုံးဖြတ်ချက်ကို Egypt, Coptics, Syria နဲ့ Armenia ဘက်မှရှိတဲ့အရှေ့ပိုင်းအသင်းတော်ချို့ကလက်မခံခဲ့ကြပါဘူး။သူတို့ကတဘာဝနှစ်ပါးဆိုတဲ့စကားရက်ကခရစ်တော်ရဲ့ဧကံမှုချတပါးတည်းဖြစ်မှုကိုထိခိုက်စေတယ်လို့ယူဆကြလို့အဓိကအနောက်တိုင်းနဲ့ကွန်စတန်တီနိုပယ်အသင်းတော်ကြီးတွေကလမ်းခွဲသွားခဲ့ပါတယ်။ဒီနေ့ထိဒီအသင်းတော်တွေကိုအရှေ့ပိုင်းရှေးဟောင်းအသင်းတော်များ Oriental Orthodox Churches လို့ခေါ်ဆိုကြပါတယ်။ခဲစီဒိုညီလာခံကခရစ်ယာန်သမိုင်းတစ်လျှောက်လုံးမှာယေရှုခရစ်တော်ရဲ့မြေကြီးပေါ်ဝင်စားမှုကိုတဒနိကဗေရနဲ့ကျမ်းစာတုံတင်ချက်အရာအတိအကျဆုံးနဲ့အရှင်းလင်းဆုံးသတ်မှတ်ပေးခဲ့တဲ့အခမ်းအနားကြီးတစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့တန်ရှင်သောဩဂတ်စတင်ရဲ့လွှမ်းမိုးမှုကိုတွေ့ရပါတယ်။ဟီပိုမြို့ကဂိုင်းချုပ်ဆရာတော်ကြီး Bishop of Hippo ဖြစ်သူဩဂတ်စတင်ကဒီယာစုအစပိုင်းအထိအသင်းတော်ရဲ့ညာနာပိုင်းဆိုင်ရာခေါင်းဆောင်မှုမှာအကြီးမားဆုံးနေရာမှာပါဝင်ခဲ့ပါတယ်။သူဟာ AD 430မှာကွယ်လွန်ခဲ့ပါတယ်။ပလာချီဝါဒကိုတိုက်ဖြတ်ခြင်းလူသားကမိမိရဲ့ကောင်းမှုကုသိုလ်နဲ့မိမိကိုယ်ကိုကယ်တင်နိုင်တယ်ဆိုတဲ့ပလာချီအယူဆကိုဩဂတ်စတင်ကအပြင်းအထန်ညှင်းပွားခဲ့ပြီးလူသားကမူလအဖြစ်ကြောင့်ပျက်စီးယိုယွင်းနေပြီးဖျားသခင်ရဲ့ကြီးစုတော်တသက်ကြောင့်သာကေတီချင်းရရှိနိုင်တယ်ဆိုတဲ့အယူအဆကိုခိုင်မာစေခဲ့ပါတယ်။ဖျားသခင်၏မြို့တော် City of God အနောက်ရောမအင်ပါရာရဲ့မြို့တော်ရောမမြို့ဖျက်ဆီးခံရတဲ့အခါမှာခရစ်ယာန်ဘာသာကြောင့်ရောမကြဆုံးရတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုခြေပဖို့အတွက်ဒီနာမည်ကျော်စာအုပ်ကိုရေးသားခဲ့ပြီးတော့လောကီနိုင်ငံများနဲ့ဖျားသခင်ရဲ့နိုင်ငံတော်တို့ရဲ့ကွာခြားချက်ကိုဖော်ပြခဲ့ပါတယ်။တတိယချက်အနေနဲ့ရောမအင်ပါရာပြိုလဲခြင်းနဲ့အသင်းတော်ရဲ့အခမ်းကဏ္ဍကိုတွေ့ရပါတယ်။ AD 486ခုနှစ်မှာအနောက်ရောမအင်ပါရာကျဆုံးသွားတဲ့အခါမှာဥရောပတိုက်ကြီးကနိုင်ငံရေးအရာအချက်တဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပုပ်ယဟန်မင်းစနစ်အားကောင်းလာခြင်းနိုင်ငံရေးအာဏာစက်ယိုယွင်းသွားတဲ့ချိန်မှာရောမမြို့ရဲ့ပုပ်ယဟန်မင်းများကဘာသာရေးဆိုင်ရာသာမကဘဲနဲ့လူမှုရေးဥပဒေရေးရာနဲ့နိုင်ငံရေးအရာပါပြည်သူများကိုဥဆောင်မှုပေးခဲ့ရပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ပုပ်လီယိုပထမကဘာဘာရီယန်ရဲ့ဘုရင်အထီလာဒဟန်ဥဆောင်သောစစ်တပ်ကြီးရောမမြို့ကိုမသိမ်းပိုက်အောင်ညှိနှိုင်းတားဆီးနိုင်ခဲ့ပါတယ်။ဘုံကြီးကျောင်းစနစ်ဖွံ့ဖြိုးလာခြင်းလောကီနိုင်ငံရဲ့အရှုပ်ထွေးတွေကနေကင်းဝေးပြီးတော့ဝိဖြူကူးကွယ်ဖို့နဲ့ကျမ်းစာများကိုကူးယူထိမ့်သိမ့်ဖို့ဘုံကြီးကျောင်းများကအနောက်နိုင်ငံများမှာအရေးပါလာခဲ့ပါတယ်။ Saint Benedict ကဒီယာစုအတွင်းမှာဘုံကြီးကျောင်းနေထိုင်မှုစီးမြင်တွေကိုရေးဆွဲခဲ့ပါတယ်။စတုဒ္ဒနဲ့နောက်ဆုံးအချက်အဖြစ်ကြည့်မယ်ဆိုရင်သာသနာပြုလုပ်ငန်းများကျေပြန့်လာခြင်းကိုတွေ့ရပါတယ်။900စုမှာဗဟိုအစိုးရ
ယူရင်းပျက်စီးနေပေမဲ့အသင်းတော်ကဥရောပအတွင်းပိုင်းကိုသာသနာပြုလုပ်ငန်းတွေကိုဆက်လက်တိုးချဲ့ခဲ့ပါတယ်အထူးသဖြင့်ဗြိတိရှကျွန်းစုများအိုင်ယာလန်နဲ့ဗြိတိန်ကိုစိန့်ပက်ထရစ်လိုမျိုးသာသနာပြုများကခရစ်ယာန်တရားကိုကြည်ကြဲပြန့်ပြန့်ဟောပြောခဲ့ကြပြီးတော့ဂျာမနီဘက်ကဘဗေရီယန်လူမျိုးအချို့ကလည်းခရစ်ယာန်ဘာသာကိုပြောင်းလဲလာကြပါတယ်ဒီလိုနဲ့900စုကအသင်းတော်အတွက်ကြီးမားတဲ့ဓမ္မပညာဆိုင်ရာအခြေခံအုတ်မြစ်တွေကိုခေစီဒိုဓမ္မသဘင်နဲ့ဩဂတ်စတင်ရဲ့ကျမ်းစာသုံးသင်ချက်တွေကနေတဆင့်တိဆောက်ပြီးခဲ့ရုံသာမကနိုင်ငံရေးပြိုကွဲနေတဲ့ကြားကဥရောပယဉ်ကျေးမှုကိုဆက်လက်ထိမ့်သိမ်းပေးမဲ့အဓိကမန်နိုင်အဖြစ်အသင်းတော်ကိုပုံဖော်ပေးခဲ့တဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်အဆုံးထိနောက်တော့ပေးတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်Bless you all